မိတ်ဆွေမနက်မိုးလင်းအိယာနိုးတာနဲ့ပထမဆုံးဘာလုပ်မိလဲဖះရှိခိုးတာလားရီတစ်ခွက်တောက်တာလားအဲ့ဒါတွေမဟုတ်ဘူးထင်ပါတယ်အရင်ဆုံးကျွန်တော်တို့အားလုံးဒီပါခေါင်းပြီးတာဖုန်းကိုစမ်းမိကြတာမလားနိုတီတွေစစ်မယ် Facebook ပို့မယ် TikTok ကြည့်မယ်အိယာကမထခင်ကလေးကကျွန်တော်တို့စိတ်တွေကဖုန်းကဘာနဲ့ရောက်နေပါပြီလုံခဲ့တဲ့10နှစ်လောက်ကခန်းစားချက်တွေကိုမှတ်မိကြသေးလားကော်ဖီဆိုင်ထိုင်ရင်တငယ်ချွန်းတွေမျက်နှာကိုကြည့်ပြီးစကားပြောကြတယ်လမ်းလျှောက်ရင်လီကောင်းလေတန့်ရှူကြတယ်တဘာဝရှုခင်းတွေခန်းစားကြတယ်အခုတော့အဲ့ဒီလိုမဟုတ်တော့ပါဘူးကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေစိတ်လှုပ်ရှားမှုတွေအားလုံးက6လက်မလောက်ရှိတဲ့ဖန်သားပြန်4000ကွက်ထဲမှာပိတ်လောင်ခံနေရပါပြီကျွန်တော်တို့အားလုံးဒီပါတဘာဝရဲ့အလှတရားတွေနဲ့ထိတွေ့ဖို့မိတ်နေကြပါပြီဒါဆိုရင်ဒီပြဿနာကိုဖြေရှင်းဖို့ယနေ့ခေတ်နီးပညာကနောက်ပြန်ဆုတ်သွားရင်ရောဖြစ်နိုင်မလားအဲ့ဒီမေကုန်းရဲ့အထေကတော့ဒီနေ့မိတ်ဆက်ပေးမယ်2025မှာထွက်ခဲ့တဲ့အထူးဆန်းဆုံးခေတ်နောက်ပြန်အစွဲဆုံးလူသားအဆန်ဆုံးဖုန်းတစ်လုံးဖြစ်ပါတယ်အဲ့ဒီဖုန်းကတော့ Light Phone 3ပါဒီဖုန်းရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်ကျွန်တော်တို့ဒီဖုန်းကိုတက်နိုင်တဲ့မြနည်းနည်းပဲသုံးဖို့ထုတ်ထားတာပါဒါက smartphone တစ်လုံးမဟုတ်ပါဘူး smartphone မဟုတ်ဘူးဆိုပေမဲ့ဈေးကွက်ထဲကရိုးရိုး keyboard ဖုန်းတွေနဲ့တော့မရှင်းပါနဲ့တခြားစီပါပဲဒီဖုန်းမှာ browser မပါဘူး Facebook TikTok Instagram YouTube ဘာမှသုံးလို့မရဘူး newsfeed တွေ algorithm တွေကတဲ့အချိန်တွေကိုခိုးယူသွားမှာမဟုတ်တော့ဘူးဒီဖုန်းကတင့်ကိုဖုန်းသုံးဖို့ဆွဲဆောင်နေမှာမဟုတ်ပဲတင်ဘဝကိုတင်ပြန်ပိုင်ဆိုင်ဖို့ကူညီပေးမဲ့ပစ္စည်းတစ်ခုတတ်ပါပဲပထမဆုံးဒီဇိုင်းပိုင်းကိုပြောရရင်တော့မိုက်တယ်ဗျတော်တော်လေးကိုမိုက်တယ် matte glass အုပ်ထားတဲ့ black and white OLED display ကိုသုံးထားတယ်သူ့ရဲ့ 3.9 နှစ်လက်မမျက်နှာပြင်မှာ 1080p ကိုသုံးပေးထားတာဗျ screen တီးတီးလေးမှာ pixel တွေအရင်တိတ်တယ်နေတော့ကြည့်ရတာစာရွက်ပေါ်ကစာလုံးတွေလိုပဲရှင်းလင်းပြတ်သားတယ်ဖုန်းရဲ့အလေးချိန်က124 gram ပဲရှိပေမဲ့ဒီပေါင်တွေကအလူမီနီယမ်နဲ့လုပ်ထားတော့ကန်ရတာအတုံးလိုက်အခဲလိုက်နဲ့တော်တော်လေး premium ဆန်တယ်ထူးခြားတာကဘယ်ဘက်ချမ်းကဒီ scroll wheel လေးပဲဒါကိုလှည့်ပြီး brightness ချိန်လို့ရတယ်လို့နှိပ်လိုက်ရင်လည်း flashlight မိလင်းပါတယ်ခလုတ်နှိပ်ရတဲ့အတန်လေးကအစစိတ်ကြည်နဲ့စရာကောင်းတယ်ဗျအောက်ခြေမှာ USB-C port နဲ့ speaker grill အကြီးကြီးပါတယ်အတန်ထွက်ကလည်းတော်တော်ကောင်းတယ်ပြီးတော့ကင်မရာအတွေ့တီးတန့်ခလုတ်လည်းပါသေးတယ်ဘက်ထရီက1800 mAh ပဲပါပေမဲ့ဘက်ထရီစားတဲ့ social media app တွေ game တွေသုံးလို့မရတဲ့အတွက်2ရက်3ရက်လောက်အေးဆေးခံပါတယ်အမိုက်ဆုံးအချက်ကတော့ဒီဘက်ခေဖုန်းတွေမှာပျောက်ကွယ်လို့နှီးပါထစ်နေတဲ့ဘက်ထရီကိုကိုယ်တိုင်အဖုံးဖွင့်ပြီးအလွယ်တကူလဲလွယ်လို့ရတဲ့စနစ်ကိုပြန်ထည့်ပေးထားတာပါပဲ spec အရတော့ Snapdragon 4 Gen 2 chipset RAM 6GB နဲ့ storage 128GB ပဲပါပေမဲ့ဒီလိုဖုန်းအတွက်တော့ပိုတောင်ပိုနေသေးတယ်လို့ဆိုရမှာပါ software ဘိုင်းကိုပြောရရင်တော့သူ့ရဲ့ UI ကအရန်ရိုးရှင်းတယ်အမြဲရောင်နောက်ခံအဖြူရောင်စာလုံးဒါပဲဒီမှာထူးခြားတာကဘာ icon မှမရှိပါဘူးရှင်းအောင်ပြောရရင်ကျွန်တော်တို့သုံးနေကြဖုန်းတွေလိုမျိုးအစိမ်းရောင်ဖုန်းပုံရောင်စုံကင်မရာပုံဂီယာပုံစတဲ့ logo လေးတွေလုံးဝမပါပါဘူး app drawer လိုမျိုးဖွင့်လိုက်ရင်ရောင်စုံပုံလေးပြနေတာမျိုးမဟုတ်ပဲဖုန်း alarm music ဆိုပြီးလှုပ်ဆောင်ချက်နာမည်တွေကိုစာသားတတ်နဲ့ပဲရှင်းရှင်းလေးရေးပြထားတာပါရည်ရွယ်ချက်ကတော့တင်းမျက်လုံးကိုဆွဲဆောင်မဲ့အယောင်တွေကိုဖျောက်ပြီးတကယ်လိုအပ်တဲ့အရာကိုပဲတဲမြင်အောင်လုပ်ပေးထားတာဖြစ်ပါတယ်ဒီဖုန်းမှာလုပ်လို့ရတာတွေကတော့ဖုန်းခေါ်မယ်စာပို့မယ်အလံပေးမယ် calculator တွက်မယ် calendar မှတ်မယ် map ကြည့်မယ်တချင်းနှမ်းထောင်မယ်ဒါပဲဒါပေမဲ့ဒီနေရာမှာတော့အခက်အခဲလေးတွေစခဲ့ရပါပြီဥပမာ map ပေါတယ်ဆိုပေမဲ့ Google Map လို့လွယ်လွယ်ကူကူရှာလို့မရဘူးစာရရတာက touch screen သေးတော့လက်မကြည့်ရင်တိုက်ပက်ပြီး copy paste လုပ်လို့မရဘူးတချင်းနားထောင်ချင်ရင်လည်းကွန်ပျူတာကနေ MP3 ဖိုင်တွေကိုဖုန်းထဲအရင်ထည့်ပြီးမှနားထောင်လို့ရမှာပါကင်မရာကတော့ကြောဘက်မှာ50 megapixel ကင်မရာရှေ့ဘက်မှာ8 megapixel selfie ကင်မရာပါပေမဲ့အရေးအသွေးကတော့ flagship ဖုန်းတွေလိုမဟုတ်ပဲလိုအပ်ရင်သုံးလို့ရအောင်လောက်ပါပဲဒီဖုန်းရဲ့ရည်ရွယ်ချက်ကလည်းအလှပုံရိုက်ပြီး Facebook တင်ဖို့မဟုတ်ပါဘူးမှတ်တမ်းတစ်ခုအနေနဲ့တင်ထားဖို့တတ်ပါပဲ QR code ဖတ်ဖို့တော့အဆင်ပြေပါတယ် ဒီဖုန်းရဲ့ idea ကတော့အရန်ကောင်းပါတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့လက်ရှိခေတ်မှာရောလက်တွေ့ထင်နိုင်ပါမလားစဉ်းစားကြည့်အောင်ဒီဖုန်းကရင်တငယ်ချင်းတွေနဲ့ Viber Telegram Messenger နဲ့ group chat ပြောလို့မရတော့ဘူးအလုပ်ကိစ္စ email ဆက်လို့မရဘူး KPay Wavepay ဘာပေးနဲ့မှဈေးဝယ်လို့မရဘူးအဲ့ဒါတွေကြောင့်ဒီဖုန်းကတင်းရဲ့တလုံးတည်းတော့ main phone တီကိုတော့ခင်းမယ်လို့ထင်ပါတယ်အဲ့လိုမဟုတ်ပဲတော်ရိတ်တောင်ရိတ်မှာအေးအေးစစ်စစ်နေကျင်တဲ့သူတွေအတွက်တော့အဆင်ပြေကောင်းပြေပါလိမ့်မယ်နောက်ဆုံးပြောချင်တာသူ့ရဲ့ဈေးနှုန်းပါဒီဖုန်းကဒေါ်လာရှိတာမြန်မာငွေ330ဝန်းကျင်ရှိပါတယ်ဒီဈေးပေးရတာတန်လားဆိုရင် spec အရလုံးဝမတန်ပါဘူးဒီဈေးတန်းမှာ Redmi ဖုန်းတစ်လုံးတော့သူ့ထက် spec အများဆိုအများကြီးမြင့်ပါလိမ့်မယ်ဒါပေမဲ့သူတို့ရောင်းနေတာကလည်းဖုန်းမဟုတ်ပါဘူးဖုန်းဆွဲလန်းနေတဲ့ယောဂါကိုကုစားဖေးမဲ့ seat လက်ကိုရောင်းနေတာပါတ
တင်ကကိုယ်စိတ်ကိုမထိန်နိုင်လို့နီးပညာရဲ့ကြီးကျွန်ဖြစ်နေပြီလို့ခံစားရပြီးငွေကြီးလဲတတ်နိုင်တယ်ဆိုရင်တော့ဒါကတင်းတဲ့အတွက်ချစ်ကောင်းဖြစ်နိုင်ပါလေကျွန်တော်အတွက်ကတော့ဒီဖုန်းကိုသဘောကျပေမဲ့နေ့စဉ်သုံးမှုတော့မဖြစ်နိုင်သေးပါဘူးကဲမိတ်ဆွေတို့ရောကိုယ့်ရဲ့ smartphone ကိုစွန့်လွတ်ပြီးဒီလိုဖုန်းမျိုးနဲ့နေ့စဉ်ဘဝကိုဖြတ်တန်းဖို့တက်တိရှိကြလားဒါမှမဟုတ် smartphone မရှိဘဲမနေနိုင်ဘူးကိုဝန်ခံလိုက်မလား comment မှာရင်ဖွင့်ထည့်ကြပါဦး